ပဲမင်္ဂလာပါကျွန်တော်လည်း MK ပဲဖြစ်ပါတယ်ကျွန်တော်လည်းပြပါမယ်ဒါဘယ်လဲတော့လဲတို့လီအောင်လေးဖော့လို့ဒါပဲချုံဟာတို့တော့ပြရတယ်တော့တို့ကကဲတို့ကျွန်တော်ရရထဲလာနော်ရရထဲလာအဲ့တော့ငါချီအောင်မယ်ငါတော့မယ်ဆိုရတာအဲ့လေထဲလာထဲလာဆေးရတော့လာကြီးတော့ပြရထဲလာကျွန်တော်တော့ပြောဟောကတ်ရတော့ပြောရကောက်သွားလို့နော် sorry အဲ့တော့じゃလက်ထစ်လို့ခေါ်တယ်လက်ပဲလေးကြည့်ရပါကွာလက်မျက်လဲပေါ့ကွာဟုတ်တော့ဘယ်လိုလဲဆိုတော့ဘယ်လိုကြောရှင်းပြဒီကောပဲကြည့်ပြရတော့ဘာလို့ဒါလေးကိုကျွန်တော်ကဒီလက်ထည့်ပဲဆိုရင်ကျွန်တော်တို့ကဒါကိုမပြရအောင်ဒီလိုလေးဒီဟာလေးကိုတို့ကဒီလိုလေးညက်ဝါရှင်ဒီလိုလေးညက်နော်ဒီလိုလေးညက်ပြောရှင်ဒီလိုလေးလောက်လာဟုတ်တာကဲဒီမှာဒီတစ်ခုပဲဒီတစ်ခုပြလိုက်မပြနဲ့နော်ပြလိုက်ရှင်ပေါ်သွားလိမ့်မယ်ဒီလိုတွေ့လားဘာမှမရှိဘူးလက်ဒါတစ်ခုပဲရှိရယ်ကဲအဲ့လေကျွန်တော်ပြပဲဆိုပြီးဒီလိုလေးလုပ်ပြပြရှင်တို့ကအပါကျွန်တော်ခုတော့ပဲဒီလိုပြရှင်မှားသွားဗျာဒီလားအဲ့ကြောင့်ကျွန်တော်ကပြောဘာသာစပါကလာအုပ်ယူပြီးဖုတ်ပြီးထည့်လိုက်တကယ်ထည့်ရဖို့ပေါ့ဗျာဒီလားဘာသာပြရေးရှင်ဟုတ်လို့ပါဖော်လို့စက်ကူလို့ပါလို့ဆိုဖို့အဆင်ပြေရပါတော့ဘာလဲဒီကောင်တွေကကြောက်ကတ်နေကောဗျာဒါဘောလို့ဘာလဲဒီဂျုံတွေလည်းလောက်ပဲဂျုံပဲရှိရလို့လည်းရတယ်ဒါပေမဲ့6တော့ထားပါတော့ကျွန်တော်လည်းဖြစ်သွားလိမ့်မယ်မဟုတ်ကဲအားလုံးပဲဘာပါပါ peace